သမီးအင်ကြီးမလက်သေးဘူးလားဒီမပွဲစားတော့မြင်ဟုတ်ကဲ့ပါဦးဖို့ရေသမီးအခုပဲတားလဲမလို့အင်ကြီးကားပေါ်မှာခြံခဲ့တာသမီးတားယူလိုက်အောင်မယ်နော်ဟွာမိကအချစ်ဆိုင်လေသမီးခဏအင်ကြီးတားယူရလို့ပြောပြအောင်နော်တားပြီနော်သမီးအားလုံးပဲမင်္ဂလာပါမကြခင်ကျွန်တော်တို့ရဲ့ဖျော်ဖြေအစီအစဉ်ကိုစားတော့မှာပေါ့နော်အားလုံးပဲနေရာကြိုပေးကြပါခင်ဗျာမကြခင်ဒီကစားတော့မှာပါကျွန်တော်တို့ရဲ့ဒီပြောင်မြောက်လာလေတို့ရဒီခက်ကြနဲ့အစိုးကားတော့ပါဝင်လာကြအားလုံးပဲအကျဉ်းနဲ့ပြောရှိမယ်လို့ကျွန်တော်ညောင်းနေပါလေခင်ဗျာအကိုတို့ကြီးကျွန်တော်ပြောပြမယ်ဒီမှာလာမင်းတက်ခံလိုက်ရလို့တဲ့ဒီအဲ့အကိုတို့အရင်သွားထားနဲ့ကျွန်တော်ဒီမှာကြည့်ပြီးဖြည့်ရှင်းလိုက်ပါမယ်နော်ကျွန်တော်တောင်းမှမှာနော်ကျွန်တော်တို့ရဲ့ပွဲကိုဒီနေ့ဖြတ်သိမ်းလိုက်ပါပြီကိစ္စတစ်ခုခုကြောင့်ကျွန်တော်တို့ရဲ့ပွဲကိုဖြတ်သိမ်းလိုက်ပါပြီဟာဘယ်လိုလုပ်မလဲဒီနေ့ရောက်ဖို့တော့ငါတို့တော်တော်စောက်ခဲ့ရတာ哦哈黑羊鱼我屁股啊拉没收了我激情呐哈屁股啊哎拉没有主播屁到啊来你们明明表示啊后半俺你肉呀，乌肉嘛地嘛地白有上不对，我地白有记不得，得多上来呀啦，没弄还呀，个呀啥费够不够？阿老妹妹个我心，这马肉这等他那里边来住宿来巴嘞，地里马肉得个多碗里嘛得的啥，啊收肉拉没哈，都也翻家的嘛，得看来呀张也得个收山上背的是开瓦来心。阿哭那些马肉得也看肉什么对的吧？也得不干生来送山，你才批巴来心。我忘空哈，面空。嘿，你俺地嘛空呀，为么对不啦？你呀嘛空啊嘛，手弄没地嘛。嘿，给你手那里把他来哦，地嘛的人的苦，面垃圾地嘛，给我看他拿来也几爷的人啊，你嘛面垃圾，地也没那么尼亚哩。ဘာလို့တော့ကြည့်ရဖြောဖြေပွဲဘာလို့ဖြတ်ခံရလဲဆိုတာအခုမှသိပြီဒီမှာသတင်းဌာနကကြီးညာထားတယ်အဆိုတော်လာမင်းတက်ခံလိုက်ရတာတဲ့သူဗန်ကားထဲမှာသူပြောပုံမေးကြည့်ပုံရဆိုရင်တော့တဲ့သူဗန်ကားထဲမှာတဲ့အင်ကြီးသွားယူရင်းနဲ့တဲ့တက်ခံလိုက်ရတာတဲ့ရဲတွေကအခုထိစုံစမ်းနေတော့မယ်တဲ့ဟာတနာလိုက်တာအခုမှငငယ်လေးရှိသေးရအောင်နော်ဟုတ်ပါတနာလိုက်တယ်ဒါမှကျွန်တော်မောက်သွားစားရအောင်လားကဲဒီနေ့ငါတကခံမယ်တကယ်ပြောတာဒါမဲ့နည်းနည်းလေးပဲမှာစားကြနော်နည်းနည်းပဲရှင်းမှာမဒါတာအကုန်မှလိုက်ပြီးရှင်းမြဟဲ့မင်းခက်ငါတို့ဒီမှာမစားရတာကြာပြီနော်တော်ဒီကျောင်းပိတ်ရနဲ့အတော်ပဲနှစ်လလည်းပိတ်သွားပြီဆိုတော့ semester နောက်တစ်ခုစဖို့နှစ်လတောင်ချိန်ရှိရပဲနော်ဟောဒီနေရာဒီမှာကောင်းနေရမယ်တဲ့ဒီခေါက်ကနင့်ကိုကြွေးမယ်နေနော်ဟုတ်ပါပြီဒါနဲ့လေမင်းကြီးအရန်ပြောနေတယ်လို့ပဲနော်လာမင်းတီွားတော့နေရန်ပြောနေမှာပဲရင်ကလေးမင်းတို့နိုင်ကျင်နေကြဆိုတော့လေဟဲ့နင်းနဲ့စားသောက်ဆိုင်မှာလာပြီးတော့ဘာနမင်းမရှိနမမရှိပြောနေရလဲတော့ပြီးအဲ့ကြောင့်နောက်မှပြောမယ်ထားလိုက်တော့ခဏလေးနော်မမဟိုနာအချုံမို့တာယူခဲ့မယ်ဟဲကိုဘုံတို့မမတရင်ကြီးတစ်ခုရလာတယ်ဟာမဟိုလာမင်းတဲ့မလားသူဘာဖြစ်သွားရဲ့လဲတေးခံရှာတော့ရဲ့လားကိုဘုံတူဒီမှာပြောလို့မကောင်းဘူးအိမ်ပြန်ရောက်မှပြောပြမယ်ဖြစ်ပုံကတော့ဒီလိုပဲခုနအမတို့ဘီးမထိုင်တဲ့နှစ်ယောက်လीနိုင်ကျင်တာဆိုလားပဲလာမင်းကိုကောင်မလေးကြီးကရုပ်ကလေးကချောလေးအဲ့လောက်ထိအနိုင်ကျင့်တတ်မယ်လို့မထင်ထားဘူးအမထင်တာသူတို့နှစ်ယောက်ကလည်းလူတက်တမာဖြစ်နေမလားလို့လေတခုခုလှုပ်ထားလို့မကျင်တဲ့လို့ပြန်တက်လိုက်တာလားဒါမှမဟုတ်အနိုင်ကျင့်လွန်ပြီးတော့ပြန်တက်မိတော့လားမသိဘူးဟောအမတန်နဲ့တာအကြံတစ်ခုတော့ရပြီသူတို့ကြောင်မလေးဆရာမလွန်နေလေဘာလဲနည်းနည်းစုံစမ်းပြင်ကောင်းမလားအစမ်းမစိုးဘူးကိုဘုံနင်ပြောအမှန်နဲ့
ငါအဖြစ်မဲ့တီးရမှရမှာမဟုတ်လို့ရှိရင် तू ကအလကားတည်သွားရတယ်လို့ဖြစ်နေမှာလေငါတို့တို့အမှန်တရားကိုရှာပေးကြရအောင်ဒီလိုနဲ့စီစာတို့ဖွဲ့ဟာဖြစ်မှန်အောင်စုံစမ်းဖို့အတွက်တပြေတက်ကတော်မှာဆရာဆရာမအဖြစ်အလုပ်လုပ်ဖို့အတွက်ဖြစ်လာတာပေါ့စီစာကတော့တိတ်ပန်ဆရာမဖြစ်နေနီလာကတော့ပကြီးဆရာမဖြစ်နေကိုဘုံကတော့ကာယဆရာဖြစ်နေအလုပ်လျှောက်ကြလိုက်ကြတာပေါ့သူတို့တွေဟာကျောင်းအုပ်ကြီးကိုလာမင်းအသက်ခံရတဲ့အကြောင်းမိလိုက်ပြင်မဲ့ကျောင်းအုပ်ကြီးကတော့မတိချင်အောင်ပဲစောင့်နေပြီးတော့သူတို့ကိုနောက်ထပ်အဲ့ဒီအကြောင်းကိုဆက်မပြောဖို့အတွက်တတိပေးလိုက်တာပေါ့ဒီလိုနဲ့ပထမရက်မှာတော့အားလုံးမင်္ဂလာပါဆီယမကတော့တားတို့သမီးတို့ပကြီးတင်ပေးမဲ့ဆီယမနီလာပါပကြီးနဲ့ပတ်သက်ပြီးမတိရရှိလို့ရှိရင်ဆီယမအချိန်မွေးလာမေးလို့ရနိုင်ပါတယ်နော်ကဲဒီနေ့စတင်လိုက်ရအောင်ပထမဦးဆုံးပေါ့နော်ဒီရဲ့ချီတုံးပေါ့နော်ဒီလိုလေးချီတောက်ချီတုံးလို့ခေါ်ရပေါ့နော်ပြီးတော့ဒါလေးကိုဒီလိုမျိုးဖြစ်အောင်လုပ်ပဲပေါ့နော်အဲ့ဒါလေးပေါ့နော်ဒီလိုပေါ့နော်အဲ့လိုမျိုးလေးရှောက်လုပ်လိုက်ပါအဲ့လိုမျိုးလေးကိုပေါ့နော်ဒီလိုမျိုးလေးရှောက်လုပ်လိုက်မယ်ဆိုလို့ရှိရင်နော်ဒီလိုမျိုးလေးရပါပဲအဲ့ဒါဆိုလို့ရှိရင်ဒီလိုမျိုးလေးကိုရှောက်လုပ်လိုက်ကလေးတို့အားလုံး good morning ပါဆရာမကတော့ဒီတိတ်ပံအခန်းမှာပေါ့နော်အစ်တင်ပေးမဲ့ဆရာမစီးစာပါဒီကြောက်သမိုးမှာဆွဲထားတာလှလိုက်တာဘသူဆွဲထားတာလဲချီရတာဝေးလာငါချင်းနဲ့နော်အရန်လှတာပဲတော်လိုက်တာဒီတန်းတိတ်ပံဆိုတာလဲပုံဆွဲရတော်တဲ့လူတွေပဲပေါ့နော်ဒါမှမဟုတ်ပုံဆွဲတော်ရမယ်လို့ပြောချင်တာပေါ့ကဲဆရာမတို့ရဲ့ဒီနေ့တင်တန်းပေါ့နော်ဒီ lesson လေးကိုစလိုက်ကြရအောင်ခဏတော့ဆရာမဒီမှာ coffee လေးတောက်လိုက်အောင်မယ်ကဲအားလုံးပဲခဏနေကိုနာမည်ကိုမိတ်ဆက်ပေးကြပါအောင်ဆရာမကိုမတိရရှင်လဲလာမိလို့ရပါတယ် What's up ဆရာကတော့ကာယဆရာအစ်စ်ကိုဘုံပဲဖြစ်ပါတယ်နော်အော်ဒါနဲ့ဒီနေ့လေဟိုဟာဘတ်စကတ်ဘောအရင်ဆော့လာရအောင်ပြီးရင်ဆောင်းဘောနော်ပြီးရင်ဘောလုံးကန်မယ်နော်အော်ဆရာစကီးတွေရတော့ဆရာဒီနေ့ပြစ်တိုင်းဝင်နေစကြွင်းပေါ့နော်ဟာလာဆိုဆရာပြတိုင်းထောင်ရဲ့တစ်ဖက်လာရင်ဟုတ်ပါလေဟုတ်တယ်လို့ပါပဲငါပြစ်တိုင်းထောင်ရင်တပည့်ဆိုတော့မင်းတို့လည်းပြစ်တိုင်းထောင်လိုက်ပေါ့နော်ဒါနဲ့စာတင်ပြီးတော့စုံစမ်းတာဘလို့လဲအချင်းနေဘလို့ရှိလဲငါဘက်မှာတော့ဘာအချင်းနေမှမထူးခြားဘူးအကုန်လုံးကတိတ်ဆိတ်နေရပဲအဲ့အကြောင်းလဲတယောက်မှတစ်ခုမှမပြောကြအောင်မသိလို့ရှင်တယောက်ကနှုတ်ပိတ်ထားသလိုပဲဟုတ်တယ်ဟိုကောင်လေးဆိုရင်လေအရန်သဘောကောင်းချင်အောင်စောင့်နေတာဟိုကောင်မလေးဆိုလဲပြောင်းရှင်နေရပဲဒါနဲ့လေဒီလားဆရာအစ်တွေလားဆရာမအစ်တွေ3ယောက်တော့ဟာနော်3ယောက်တော့ဟာနည်းနည်းလေးဦးချောင်းဖြစ်နေရစာတင်တာလည်းဘာအစ်တင်လည်းမသိဘူးကျေးဇူးထီးဆွဲထားအောင်လေလင်းဝေးလာငါကြီးခုလို့ရှိခေါ်ဘောစကဘောဆရာဆို为ဘောဆိုတဲ့ပြတိုင်းထောင်ဆိုလားဘာဆိုလားနည်းနည်းလေးလေတို့ကဦးချောင်းကြလို့ပဲဆရာစစ်တွေရောဟောရလားမသိဘူးအိုးကြီးကဘလို့တော့ခိုင်းတာလည်းမသိဘူး他们来路来先比白，眼天天你也下次路先弄好多少位？有你看那郎多少些？咱那有你花里那拉没有见到那进来么啦？因好来的吧？阿里送上的嘛呀，那里面这个他们个民族说啊，公母罗碰没他吧？